အိုမင်းသက်ကြီးတဲ့လူတစ်ယောက်ဟာမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ရွှေစများကိုကောက်ယူနေခဲ့တဲ့နောက်ဆုံးရွှေစက်ကိုလက်ထဲထည့်ယူတဲ့အချိန်မှာတော့လက်ထဲမှာဖုံးကွယ်ထားတဲ့ကြောက်တလုံးကိုပါတိတ်တဆိတ်ဆုပ်ကင်ထားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပြစ်ခတ်ရန်အမိန့်ပေးလိုက်တယ်။အိုမင်းနဲ့လူကချက်ချင်းပဲအဲ့ဒီကြောက်ကိုမြေမြုပ်မိုင်းတစ်လုံးစီပစ်ချလိုက်ပြီးပောက်ကွဲမှုကြီးဖြစ်ပွားသွားခဲ့တဲ့အရာရှိကထိတ်လန့်သွားပြီးစစ်သားတွေကိုရှေ့တက်ပစ်ခတ်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အိုမင်းနဲ့လူကတံမှုတစ်လုံးနဲ့ကြီးတွေကိုတားဆီးနိုင်ခဲ့တာပဲ။အဲ့ဒီကိုမြင်ရင် Captain America တောင်အံ့အားသင့်ပြီးမင်းကတကယ်ကိုထူးခြားလောက်တယ်လို့ပြောလိမ့်မယ်။အိုမင်းနဲ့လူသေးပြီလို့ထင်ပြီးအရာရှိကပြစ်ခတ်မှုကိုရက်စေကစစ်သားတယောက်ကိုစစ်ဆေးဖို့ပို့လိုက်တယ်။ဒါပေမဲ့အဲ့ဒီစစ်သားနီးကပ်လာခင်မှာပဲမြေမြုပ်မိုင်းတစ်လုံးလေထဲကိုခုန်ထွက်ပြီးပောက်ကွဲကသူ့ကိုချက်ချင်းသေစေခဲ့တယ်။အဲ့ဒီနောက်အရာရှိကနှစ်ဖက်ကနေစစ်သား2ယောက်ကိုပို့လိုက်ပေမဲ့3စက္ကန့်တောင်မကြာခင်မှာပဲသူတို့လည်းအသက်ဆုံးရှုံးသွားခဲ့တဲ့သူ့စစ်သားတွေတေဆုံးနေတာကိုမြင်ပြီးအရာရှိကမိမအကျဉ်းသား2ယောက်ကိုရှေ့တင်ခိုင်းပြီးလမ်းရှင်းစေဖို့ကြိုးစားခဲ့တယ်။ဒီအချိန်မှာတော့အိုမင်းနဲ့လူကလွတ်မြောက်သွားပြီးသားဖြစ်တယ်။အလွန်ပင်ပင်ပန်းနွမ်းနယ်နေတဲ့အတွက်ပျက်စီးနေတဲ့ကားတစ်စီးအောက်မှာလှည့်ပြောင်းလိုက်တဲ့သူ့တန်ရာကိုခါပတ်နဲ့တင်းချက်ကကြီးကိုကိုယ်တိုင်ဆွဲထုတ်လိုက်တဲ့ဆေးမရှိပဲလုတ်ခဲ့ရတဲ့အတွက်နာကျင်မှုပြင်းထန်လွန်းပြီးမေ့လျော့သွားခဲ့တယ်။အရန်သူစစ်သားတွေကခွေးတွေကိုပါခေါ်လာပြီးသူ့ကိုရှာဖွေနေကြတယ်။အိုမင်းနဲ့လူကအတန်တွေကြားလို့နိုးလာပြီးရွှေတွေကိုစုဆောင်းကားအောက်မှာထပ်မံဖုံးကွယ်လိုက်တဲ့စစ်သားတွေမမြင်ပေမဲ့တွေးနှံကိုခွေးတစ်ကောင်ကတွေ့ရှိသွားခဲ့တယ်။အိုမင်းနဲ့လူကရန်သူဂျစ်ကားအောက်ကိုရှောဝင်ပြီးဓာတ်နဲ့လောင်စာစီတိုင်ကိုဖျက်ဖောက်ကကိုဘော်ကိုစီလောင်းလိုက်တဲ့တွေးနှံကိုဖုံးကွယ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့အမားကြီးဖြစ်သွားခဲ့တဲ့ခွေးကဓာတ်စီနှံကိုပါရှုမိပြီးအော်ဟစ်လာခဲ့တယ်။စစ်သားတွေကကားကိုရပ်ပြီးနယ်မြေကိုစစ်ဆေးစတင်ခဲ့တဲ့အခွင့်အရေးတစ်ခုတွေ့လိုက်တဲ့အခါအိုမင်းနဲ့လူကမြစ်ဖက်ကိုပြေးထွက်သွားခဲ့ပေမဲ့ခွေးကထပ်မံတွေ့ရှိသွားတဲ့စနိုက်ပါတယောက်ကသူ့ခြေထောက်ကိုပစ်ခတ်လိုက်ပြီးအရာရှိကအသက်ရှင်နေတဲ့ဖမ်းဆီးဖို့အော်ဟစ်ခဲ့တယ်။ခွေးကသူ့ကိုလိုက်လံခဲ့ပေမဲ့အိုမင်းနဲ့လူကတိတ်တဆိတ်မီးချစ်တစ်ချောင်းမီးထွန်းကကိုမီးရှို့လိုက်တယ်။မီးလောင်နေတဲ့အတွက်ခွေးကကြောက်ပြီးရက်သွားခဲ့တယ်။အိုမင်းနဲ့လူကမီးလောင်ရဲနဲ့ပဲမြစ်ထဲခုန်ချလိုက်တယ်။စစ်သားတွေပြစ်ခတ်ခဲ့ပေမဲ့ရွှေလေးကြောင့်သူမြစ်အောက်ကိုမြုပ်သွားပြီးပျောက်ကွယ်သွားခဲ့တယ်။စစ်သားတွေရေကူးမတက်လို့မလိုက်နိုင်ခဲ့ကြဘူး။နိုင်ဝက်ခန့်ကြာမှာတော့အိုမင်းနဲ့လူကရေပေါ်ကိုပေါ်လာပြီးအသက်ရှူဖို့ကြိုးစားနေချိန်မှာပဲစနိုက်ပါကထပ်မံပစ်ခတ်လိုက်ပြီးရေထဲမှာသွေးတွေပြန့်နှံ့သွားခဲ့တယ်။အရာရှိကရွှေတွေကိုပြန်ယူဖို့ရင်ငုတ်သမားတယောက်ပို့လိုက်တယ်။ဒါပေမဲ့အောက်ခြေကိုရောက်တဲ့အခါအိုမင်းနဲ့လူကသူ့လက်ချောင်းကိုဖြတ်ကာအောက်ဆီဂျင်ကိုယူသွားခဲ့တယ်။လေပေါ်ကစစ်သားတယောက်ကအဲ့ဒီအဖြစ်အပျက်ကိုမြင်ပြီးကြောက်ရွံ့သွားခဲ့ပေမဲ့အရာရှိကနောက်ထပ်လူတွေကိုရင်ငုတ်ခိုင်းလိုက်တယ်။2စက္ကန့်အတွင်းမှာပဲရေထဲကသွေးရောင်ပြန်လဲပြန့်နှံ့သွားခဲ့တယ်။စစ်သားတွေထိတ်လန့်ကပြန်လဲဆုတ်ခွာစဉ်အတွင်းမှာပဲတယောက်ကကိုယ့်ဘက်စစ်သားတယောက်ရဲ့မတော်တဆပစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့တဲ့စနိုက်ပါတယောက်ကလေးလံနဲ့စစ်တနက်နဲ့ပစ်ခတ်လာခဲ့ပေမဲ့ဒီအချိန်မှာတော့အိုမင်းနဲ့လူကတေဆုံးနေတဲ့စစ်သားရဲ့ကိုယ်ခန္ဓာကိုအကကွဲဖြစ်အသုံးပြုပြီးလွတ်မြောက်သွားခဲ့တယ်။အရာရှိကအားလုံးကိုကြည့်ပြီးအံ့အားသင့်နေချိန်မှာပဲအိုမင်းနဲ့လူရဲ့အိမ်မွေးခွေးကပြန်လဲပေါ်လာခဲ့တယ်။အဲ့ဒီအချိန်မှာအရာရှိကအကြံတစ်ခုရလာခဲ့တယ်။အိုမင်းနဲ့လူကိုရှာဖွေရန်အဲ့ဒီခွေးကိုအသုံးချမယ်